여러분 안녕하세요. 암켈시의 티처 칸ဖြစ်ပါတယ်။티처가အခုဒီနေ့ဗီဒီယိုလေးတွေကနေ topic စာမပွဲနီးလာပြီဖြစ်တဲ့အတွက် topic အတွက်ပြင်ဆင်နေကြတဲ့ကျောင်းသူကျောင်းသားလေးတွေကိုစကားလက်ဆောင်လေးတချို့ပေးဖို့လို့ရယ်ပြီးတော့သင်ကြားရေးနဲ့ပတ်သက်တဲ့စကားလုံးလေးနည်းနည်း share လုပ်ပေးဖို့လို့ရယ်စာအုပ်အကြောင်းလေးမိတ်ဆက်ပေးချင်တာကြောင့်မို့လို့ဒီနေ့ဗီဒီယိုလေးရိုက်ကူးဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုရင်ကျွန်တော်စာအုပ်အကြောင်းတွေမိတ်ဆက်တာတွေမပြောခင်မှာtopic နဲ့ပတ်သက်တဲ့ဘလို့အကြောင်းအရာလေးတွေနည်းနည်းလေးပြောဆွေးနွေးကြည့်ကြမလဲဆိုတာလေးတစ်ချက်ပြောပါမယ်နော်။အခုဆိုရင်9လပိုင်းစာမေးပွဲအတွက်ကိုပြင်ဆင်နေကြတဲ့ကလေးတွေပေါ့နော်နည်းနည်းရင်ခုန်နေကြပြီဆောင်ပွဲကာလကလည်းနီးလာပြီ2ပတ်လောက်ပဲကြာတော့တာဆိုတော့အခုမှတင်တန်းစတက်မဲ့ကလေးတော့ရှိတော့မယ်တော့မထင်ဘူးဒါပေမဲ့သိကြတယ်စာမေးပွဲနီးလာပြီဆိုရင်တင်တန်းအခုမှစတက်နေမယ်ဘိုးလိုကတော့မဖြစ်နိုင်တော့ဘူးပေါ့နော်ဒီအချိန်ကဘာလို့ရမှာလဲဆိုရင်တင်သားပြီးသမျှအကြောင်းအရာတွေမေကုန်းပုံစံတွေစုစည်းပြီးလေ့ကျင့်ခဲ့သမျှတွေကိုအခုကမေကုန်းအစုံလိုက်ဖြေရတော့မယ်ပြီးတော့ဝေါဟာရတွေကဏ္ဍအလိုက်သွားထားတဲ့ပုံစံတွေဒါတွေကို frame ချပြီးတော့2ပတ်အလို3ပတ်အလိုအနေအထားမှာပြန်ပြီးတော့ပေါ့နော်ကို timing အလိုက်ဒီစာမေးပွဲရဲ့အချိန်ကိုအချိန်ကဖြေနိုင်ပြီလားဆိုတာကိုတကယ်လက်တွေ့ကြကြလေ့ကျင့်ရတော့မယ့်အချိန်ဖြစ်နေပြီဒါကြောင့်မလို့ဒီဟာလေးကိုတော့ဒီက remind လုပ်ပေးကြပါတယ်အခုထက်ထိအချိန်ကိုက်မဖြေနိုင်သေးဘူးအချိန်ကိုက်ဖြေဖို့လို့အတွက်ကိုနည်းနည်းလေးအမားတွေများနေသေးတယ်သို့မဟုတ်အချိန်ကအဆင်မပြေဘူးဖြစ်နေသေးတယ်ဆိုရင်တော့ကိုအဲ့ဒီအဖက်ကိုပို့ပြီးအားစိုက်ဖို့လို့အလိုအပ်နေပြီပေါ့နော် writing အားနဲ့လို့ writing ကြီးပဲဖိနေတယ် reading အားနဲ့လို့ reading ကြီးပဲဖိနေတယ် listening အားနဲ့လို့ listening ကြီးပဲဖိနေတယ်ဒီလိုမျိုးတစ်ပါးသားရဲ့ချင်းစီသွားနေရတဲ့ဆိုင်ရင်အချိန်ကိုက်စာမေးပွဲကိုတည်တည်ချာချာဖြေနိုင်ဖို့လို့အာရုံစိုက်နိုင်ဖို့လို့တော့ကိုလေ့ကျင့်သင်ပြီးလို့တရားတော်မိုင်းလုပ်ပေးချင်ပါတယ်အဲ့ဒီတော့ဒီ topic ကို level အမှတ်တွေဘယ်လောက်ရမလဲပြီးတော့ topic score ပေါ့နော် high score တွေဘယ်လောက်ထိလိုချင်တယ်လဲဆိုတော့အချိန်တွေကတော့ OB နဲ့အများကြီးသက်ဆိုင်တယ်ဆိုတာကိုကျောင်းသူကျောင်းသားတိုင်းသိပါလိမ့်မယ်အဓိကတော့ topic စာမေးပွဲမှာက grammar လည်းအရေးကြီးတယ်ဆိုပေမဲ့ OB ကိုဘယ်လောက်ထိတွင်တွင်ကျကျသုံးနိုင်လဲပြီးတော့တိတိကျကျနဲ့ဘယ်လောက်ထိကြွယ်ကြွယ်ဝဝသုံးနိုင်တယ်ဆိုတာကအရေးကြီးသွားတာဖြစ်တဲ့အတွက် topic ကျောင်းသူကျောင်းသားတိုင်းမလွတ်တဲ့အချက်က meaning ကဏ္ဍပါအဲ့တော့တချို့လည်း meaning ကိုပဲတော့ focus ကိုလုပ်ပေးချင်တာပေါ့နော်ဒီနေ့ဒီ video ထဲမှာလည်းတရား meaning သင်ခန်းစာလေးနည်းနည်းလေး sharing လုပ်သွားပေးချင်တယ်ပြီးတော့ခုနကအချိန်မှာပြောခဲ့သလိုဒီချက်စာအုပ်ကလေးကိုမိတ်ဆက်ပေးမယ်ဆိုတာလည်းဒီ topic vocab နဲ့ပတ်သက်တဲ့အပိုင်းပေါ့အဲ့တော့တချို့ကျောင်းသားတွေလည်းမေးကြတဲ့ပြဿနာပေါ့နော်topic စာကိုလေ့လာမယ့်အကြောင်းအရာတွေမှာ vocabulary ကိုဘယ်လိုကြက်ရမလဲကြက်လိုက်တိုင်းမေးလိုက်တိုင်းဖြစ်နေတယ်ပေါ့နော်အများအားသုံးခါနေကြလို့ရှိရင် meaning တွေကမပေါ်လာတော့ဒီလိုဖြစ်နေတဲ့ပြဿနာတွေအတွက်ဒီချက်ကတော့ topic ကို OB တွေကိုကြက်တဲ့အခါမှာကဏ္ဍအလိုက်လေးတွေရွေးချယ်ပြီးတော့ကြက်ဖို့လို့အတွက်ကိုအသာပေးပါတယ်ဒီလိုကဏ္ဍအလိုက်လုပ်ခြင်းအဖြစ်ကျောင်းသူကျောင်းသားတွေက writing မှာ54မေးခွန်းလို့မျိုး writing စာစာပုံစာမှာဘာရေးရမလဲဆိုတော့စူးစီးပြီးသားလည်းဖြစ်သွားသလိုသူနဲ့သက်ဆိုင်ရာ reading တွေ listening စာပိုက်တွေမှာလည်းပဲ meaning တွေကိုပြန်ပြီးစူးစီးပြီးရနိုင်တာဖြစ်တဲ့အတွက်ကဏ္ဍအလိုက်ရွေးချယ်ပြီးတော့ကြက်ထားတာလေးတွေကပို့ပြီးတော့အဆင်ပြေနိုင်ပါလိမ့်မယ်ဒါဆိုဒီချက်ဒီဗီဒီယိုရဲ့ဒုတိယပိုင်းအနေနဲ့ကကြတော့ဒီ meaning ကဏ္ဍမှာဒီချက်ကိုယ်တိုင်ဖန်တီးပြုစုထားတဲ့စာအုပ်လေးပေါ့နော် topic vocab စာအုပ်ကဏ္ဍလိုက်ရွေးချယ်ထားတဲ့စာအုပ်လေးကိုတင်ပြဆက်ပေးချင်ပါတယ်အဲ့တော့သူနဲ့သက်ဆိုင်တဲ့သင်ကြားရေးလေးလည်းနည်းနည်းလေးတော့ထည့်ပေးမှာဆိုပေမဲ့အရင်ဆုံးဒီစာအုပ်လေးကိုတင်ပြဆက်ပေးလိုက်ပါမယ်ဒီစာအုပ်ကအဓိကကတော့ writing လေ့ကျင့်ခြင်းတဲ့ကလေးတွေအတွက်ကိုသင်ဦးစားပေးထုတ်ထားတာပေါ့နော် writing က54မျိုးအတွက်ဦးစားပေးထားတာအဲ့တော့54အတွက်ကိုကဏ္ဍလိုက်ရွေးချယ်ထားတယ်ဆိုပေမဲ့တကယ်တမ်းလေ့လာကြည့်မယ်ဆိုလို့ရှိရင်ကတော့ reading အတွက်ကော listening အတွက်ကောသူ့ထဲမှာပါဝင်နေတဲ့ vocab တွေကိုတခါတည်းစုစည်းပြီးသားဖြစ်သွားတာဖြစ်တဲ့အတွက်အကျိုးရှိစေလိမ့်မယ်ဒီဘာသာရပ်သုံးခုစလုံးစာအတွက်အကျိုးရှိစေလိမ့်မယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကကြတော့ဒီစာအုပ်ကtopicမေကွန်းဟောင်းတွေ topic မေကွန်းတွေထဲမှာပါလာသမျှ meaning အားလုံးကိုစူးစီးပေးတတ်တာမဟုတ်ဘူးဒါကြောင့်မလို့handball နဲ့ okay ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တော့သွားမှာတော့မဟုတ်ဘူးပေါ့နော်ကဏ္ဍအလိုက်ဘယ်လို meaning မျိုးလေးတွေလာလို့ရနိုင်တယ်လဲဘယ်လိုမေကွန်းမျိုးတွေထွက်လာနိုင်တယ်လဲဆိုတာကို meaning ချက်ရင်လေးလာသွားရင်လည်းလုပ်ပြရမှာဖြစ်တဲ့အတွက်ဒီဆောက်ထဲမှာဆိုရင်ဒီချက်ကအတန်တော့မပါပဲမဲ့ကိုရီးယား meaning တွေစူးစီးပေးရတယ်ပြီးတော့မြန်မာအဓိပ္ပာယ်ထည့်ပေးရမယ်ပြီးတော့သူနဲ့သက်ဆိုင်ရာဝက်ကြလေ့ကျင့်ခန်းလေးပေါ့နော်ဒါလေးတွေထည့်ပေးရတယ်ပြီးတော့အခန်းတိုင်းမှာလည်းပဲအခန်းတစ်ခုချင်းစီရဲ့နောက်ဆုံးမှာ54မေကွန်းကိုရဲစားအနေနဲ့ပေါ့နော်ဒီဘယ်လိုလေ့ကျင့်လို့ရမလဲဆိုတဲ့မေကွန်းတစ်ပုတ်ချင်းစီကိုဂျူဂျေအလိုက်ကဏ္ဍအလိုက်လေးရှင်းထည့်ပေးတာလေးရှိပါတယ်အဲ့တော့ဒီစာအုပ်ကနေတစ်ဆင့် vocab ကိုကြီးပဲမဟုတ်ပဲမိဒီ54မေကွန်းအတွက်ကိုပါလေ့ကျင့်ဖို့လို့အတွက်အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်အဲ့တော့ဒီထဲမှာတော့ဒီချက်ခေါင်းစဉ်ကို10ခုအနေနဲ့ပေးထားတာမဟုတ်လို့ခေါင်းစဉ်10ခုနည်းနည်းလေးမိတ်ဆက်ပေးခြင်းနဲ့အဓိကတော့ topic မှာအမေအများဆုံးပါလာနေကြအဖြစ်ဆုံးပေါ့နော်ခေါင်းစဉ်တို့တဲ့ဗာတိက10ခုရှိပါမယ်အဲ့တော့1 ကျောင်းသဘာဝပတ်ဝန်းကျင်အကြောင်းရပါမယ်ကွာဟတ်သိပ္ပံအကြောင်းရပါမယ်ဖြိုယူပညာရေးစာဝယ်မွန်းကျဲလူမှုပြဿနာတွေပြီးတော့စာဝယ်နဲ့ဂျုံချီလူမှုရေးနဲ့နိုင်ငံရေးပြီးတော့ခွန်ကန်ကျမ်းမာရေးပြီးတော့ဒေကျုံမွန်းတော့အများဆိုင်ရာယဉ်ကျေးမှုရုံးကျဲစီးပွားရေးဂမ်းကြောင်စိတ်ခံစားချက်ချွေမီဝါသနာဆိုတဲ့ဒီခေါင်းစဉ်10ခုကိုအခြေခံပြီးတော့တကယ်ဒီနည်းနဲ့စာအုပ်လေးပြုစုပေးထားပါတယ်ဟုတ်ပြီဒါဆိုတကယ်တော့ဒီဗီဒီယိုလေးက
စကားတွေလည်းအများကြီးမရှိအောင်လို့ကျွန်တော်တင် जा ရေးဘက်ကလေးစလိုက်တော့မယ်ပေါ့နော်ဆိုတော့ဒီမှာကခေါင်းစဉ်ခုနရှိမှပြောခဲ့သလိုကျွန်တော်ခေါင်းစဉ်တွေ10ခုရှိတယ်ဒါပေမဲ့အဲ့ဒီထဲမှာမှတခြားကိုပထမဆုံးအနေနဲ့ဆောက်ဝဲမွန်းကျယ်လို့ပြောတဲ့ဒီ topic ပိုင်းမှာခုနောက်ပိုင်းပေါ့နော်ဆောက်ဝဲမိကွန်းအနေနဲ့54မိကွန်းထဲမှာရော reading တွေထဲမှာရောခဏခဏပါလာနေကြဖြစ်တဲ့လူမှုရေးပြဿနာအပိုင်းလေးတွေအဲ့ဒီ meaning လေးတွေ channel လေးဆွဲထုတ်ပေးတိုင်းမယ်အများကြီးတော့မဟုတ်ဘူးဆိုတော့တခြား meaning အဲ့ဒီကဏ္ဍတွေကတော့ meaning 3လုံးတည်းပဲတခြားရင်မိတ်ဆက်ရင်နဲ့ sharing လေးလုပ်လိုက်မယ်ပေါ့နော်အဲ့တော့နံပါတ်1가족과리 변화하다နံပါတ်2가치관이 다르다နံပါတ်3결혼을 미루다ဆိုတဲ့ meaning လေးပါအဲ့တော့စာအုပ်ကိုင်နေတဲ့သူတွေကတော့ page number 22မှာရှိမယ်ပေါ့နော်တကယ်လို့စာအုပ်မရှိတဲ့သူတွေလည်းပဲကိစ္စမရှိဘူးတစ်ချက်နဲ့ဒီဗီဒီယိုကြည့်ရင်လည်းအတူတူလိုက်မှတ်ဝိုင်းရင်လည်း meaning လေးနေလာလို့ရပါတယ်အဲ့တော့ဒီမှာဒီချက်ကကိုရီးယားလို meaning ပါမယ်ပြီးတော့မြန်မာလိုအဓိပ္ပာယ်လေးပါရတယ်ပြီးတော့သူ့ကို meaning ကိုဘယ်လိုနားလဲတလဲပြီးတော့အရေးပါတခါလေးလေ့ကျင့်ပြီးသားဖြစ်အောင်လို့ဆိုပြီးတော့ example ဝါကျလေးပါတာပေါ့နော် example ဝါကျတွေမှာတော့ရှင်မြန်မာလိုလေးတွေမထည့်ပေးတာဘူးtopic လေးလာနေတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့အသုံးနှုန်းလေးတွေနဲ့ကျင်သားရအောင်လို့ဒါဒီချက် example တွေတခါလေးထည့်ပေးတာပေါ့နော်ဟုတ်ပြီစကြည့်အောင်가족관이 변화하다ဆိုတဲ့ meaning ကိုတစ်လုံးချင်းလိုက်ကောက်ပါမယ်가족ကတော့တည်ပြီးသားလေမိသားစုလို့ဆိုလို့ကျင်တာ가족ဟုတ်တယ်နော်မိသားစုခါဆိုတဲ့စကားလုံးကလည်းဟန်ချက်စကားလုံးကနေလာတာဆိုတော့မိသားစုအိမ်တော်ရင်းနဲ့ပတ်သက်တဲ့အခြေအနေမှာဆိုရင်ခါဆိုတဲ့ meaning လေးပါလာတတ်တယ်နောက်တစ်ခုကguanကကျတော့ဘယ်ကလာလဲဆိုတော့guan jomဆိုတဲ့အမြင်တွေရှုထောင့်ဆိုတဲ့စကားလုံးကနေလာတာတဲ့ဒါဆိုရင်가족 guanလို့ပြောလိုက်တဲ့အတွက်မိသားစုနဲ့ပတ်သက်တဲ့အမြင်တွေကိုဆိုလိုတာနောက်တစ်ခု변화하다ဆိုတဲ့ meaning ကတော့ကျလို့변화ဆိုတဲ့ပြောင်းလဲခြင်းဆိုတဲ့စကားလုံးမှာလည်း noun အနေနဲ့မြင်လို့ရပါလိမ့်မယ်အဲ့တော့သူကတော့ဗာနဲ့ဆက်ဆက်နေလဲဆိုရင်ပြောင်းလဲသည်ဆိုတဲ့ meaning ကိုလည်းခြေလို့ချက်ပြီးလေဒါကြောင့်မို့လို့ပြောင်းလဲလာသည်လို့ပြောတဲ့အခါမှာ변화하다ဆိုတဲ့ meaning နဲ့ဒီလိုမျိုးလေးသုံးတယ်ပေါ့နော်အဲ့တော့မိသားစုအမြင်တွေပြောင်းလဲလာတယ်ဆိုတဲ့စကားလုံးလေးကအရင်ခေတ်ကနဲ့ဒီဘက်ခေတ်နဲ့ရှင်းမယ်ဆိုလို့ရှိရင်မိဘသားသမီးကိုဆက်ဆံတဲ့ပုံစံတွေသားသမီးကမိဘကိုပြန်ပြီးဆက်ဆံတဲ့ပုံစံတွေပြီးတော့နောက်တစ်ခုကကျတော့အိမ်အောင်ပြပူသွားတဲ့အခါမှာအတူတူနေခြင်းမနေခြင်းအိမ်ခွဲနေတာတွေစသဖြင့်အဲ့ဒီလိုမိသားစုရှုထောင့်အမြင်တွေပြီးတော့နောက်တစ်ခုကကျတော့အရင်ခေတ်ကဆိုလို့ရှိရင်မိသားစုတစုမှာလူကြီးအများကြီးနဲ့နေကြတယ်ပေါ့နော်ဒါမျိုးတွေ가족 관ထဲမှာပေါ့တဲ့가족စက်တိုင်နဲ့နေသလားနော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့မိဘနဲ့သားသမီးတည်တတ်နေတာလိုမျိုးလိုမျိုးဒါမှမဟုတ်လို့ရှိရင်လည်းတယောက်တည်းပဲနေတဲ့မိသားစုတွေကွဲထွက်လာတာလိုမျိုးဒါမျိုးတွေပေါ့ကွာတကယ်တမ်းပြောမယ်ဆိုရင်တော့သူ့ရဲ့ခေါင်းစဉ်အောက်ထဲမှာဆိုရင်ကာကျို့လို meaning မျိုးလေးတွေတို့ကြားဘူးနားဝရှိလာနိုင်တယ်ဟက်ကာကျို့နဲ့ပတ်သက်တာလေးတွေကြားဘူးနားဝရှိလာနိုင်တယ်နောက်တစ်ခု eating ကာကူလို့ခေါ်တဲ့ဒီတူးတဲ့နေတဲ့မိသားစုအခြေအနေမျိုးလေးပေါ့နော်ဒါမျိုးလေးတွေပြောင်းလဲလာတယ်ဆိုတာက가족 관ပြောင်းလဲလာခြင်းလို့နားလည်လို့ရပါတယ်အဲ့တော့သူနဲ့ဆက်ဆက်နေတဲ့စကားလုံးလေးတွေကတော့ topic reading တွေလေ့လာရင်းနဲ့လည်းသိရမှာဖြစ်တဲ့အတွက် background knowledge လေးရလာဖို့လို့အတွက်ဒီမှာတစ်ခါတည်း meaning လေးထည့်ပေးလိုက်တယ်ပေါ့နော်အဲ့တော့ example word လေးတို့ကြည့်ပါမယ်가족 관이 변화함에 따라 부모와 자녀 간의 소통 방식도 달라지고 있다ဒီမိသားစုအမြင်တွေပြောင်းလဲလာခြင်းပုံမူတည်ပြီးတော့မိဘနဲ့သားသမီးကြားတဲ့က 소통 ဆိုတော့စကားပြောဆိုဆက်ဆံခြင်း 방식 နည်းလမ်းတွေကလည်းပဲပြောင်းလဲလာတယ်ဆိုတဲ့ example ဝါကျလေးထည့်ထားတာပါအဲ့တော့ဒီဝါကျမှမဟုတ်ပါဘူးကိုကဒီ meaning ကိုသုံးချင်တဲ့ဝါကျကိုပိုင်ဝါကျနမူနာလေးတွေရေးချင်တယ်ဆိုရင်လည်းချရေးပြီးတော့လေ့လာလို့ရပါမယ်နောက်တစ်ခုနံပါတ်2ကဂါချီကွမ်းနေတာတဲ့ဒါဒီမှာပြောရတဲ့စကားလုံးလေးကဂွမ်းကအသုံးနှုန်းချင်းအတူတူပဲဒါဆိုရင်ဂါချီကပါလေဂါချီကတန်ဖိုးကိုပြောတာ price ကိုပြောတာမဟုတ်ဘဲနဲ့ value ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်အဲ့တော့ဂါချီဂွမ်းကတော့ခုနအတူတူပဲဂွမ်းကြောင်းလို့ပြောလိုက်တာဒါဆိုရင်ဂါချီကတန်ဖိုးကိုပြောတာဂွမ်းကရှုထောင့်ကိုပြောတာဆိုတော့ဂါချီကွမ်းတန်ဖိုးထားမှုရှုထောင့်လေးတန်ဖိုးထားမှုအမြင်တွေဒါတမတူညီဘူးလို့ပြောတာတယောက်နဲ့တယောက်ကတန်ဖိုးထားမှုအမြင်တွေမတူညီဘူးဆိုလိုချင်တာကအိမ်တိုင်းမှာလူတိုင်းမှာဒီကြီးမြင့်လာတဲ့ပုံစံအနေထားတွေပေါ်မူတည်ပြီးလူတိုင်းကဂါချီကွမ်းချင်းမတူနေဘူးအဲ့တော့တချို့တွေကဂါချီကွမ်းကိုကိုယ့်ရဲ့ဒီတဘောအလုံးမှာပေါ့နော်ဒုံးကအရေးကြီးဆုံးပဲဒုံးအပေါ်မှာပဲထားရတယ်ဆိုလို့ရှိရင်ဒီလူကပတ်စံနဲ့ပတ်သက်ပြီးတော့ပဲဦးစားပေးသွားမှာပဲတချို့သူတွေကတော့ဂါချိုးနဲ့ပတ်သက်ပြီးတော့ဂါချီကွမ်းထားရတယ်ဆိုရင်အရာအားလုံးထက်ဂါချိုးကအရေးကြီးဆုံးလို့စဉ်းစားနေမှာပဲတချို့တွေဆိုလို့ရှိရင်ရှီကန်ကအရေးကြီးတယ်လို့စဉ်းစားထားတာမျိုးလည်းရှိတတ်တယ်အဲ့တော့ကိုယ့်ဘဝမှာဘယ်ဟာကအရေးအပါဆုံးလဲဘယ်ဟာကိုအလေးအပေးဆုံးဖြစ်နေလေဒါကိုဂါချီကွမ်းဆိုတဲ့စကားလုံးနဲ့ပတ်မှတ်တယ်ပေါ့နော်အဲ့တော့တမိုးထားမှုအမြင်တွေကွဲပြားသွားတယ်ဆိုတဲ့စကားလုံးနဲ့ဆက်ဆက်တဲ့ example ဝါကျလေးကြည့်ပါမယ်사람마다 성장 환경이 달라서 가치관이 다르다는 점은 이해하는 것이 중요하다. 루무사상인의 배에도ပြောရမယ်ဆိုရင်ပေါ့လူတိုင်းက성장 환경ဆိုတော့성장ကကြီးထွားမှုကြီးပြင်းမှုကိုပြောချင်တာအဲ့တော့ကြီးပြင်းလာတဲ့ပတ်ဝန်းကျင်တွေတယောက်နဲ့တယောက်မတူညီဘူးဒါကြောင့်မို့လို့တမိုးထားမှုအမြင်တွေမတူဘူးဆိုတဲ့အချက်ကို이해하는 거နားလည်ထားဖို့လို့ကအရေးကြီးပါတယ်ပေါ့အဲ့တော့လူမှုဆက်ဆံရေးမှာဆိုရင်တယောက်နဲ့တယောက်사람마다 다르다ဆိုတဲ့အသုံးနှုန်းချေလို့ခဏသုံးမှုတယ်ဘာကြောင့်မတူတာလဲခါချီကွမ်းနေမတူညီလို့မတူတာဆိုတာကိုနားလည်ထားရင်ရပြီနော်โอเคနောက်ထပ်နံပါတ်3
결혼을 미루다. 결혼과 인왕뷰진 소리가 lon리바 미루다 쉐사이네 나고 쉐사이네 뭐노 인왕뷰진고 쉐사이네 소로 동동리야 요시네 뢰뢰뢰구레 미니자라 라우티မခတ်ဘူးဒါပေမဲ့သူနဲ့ဆက်ဆက်ပြီးကျတို့နားလည်ထားရမှာပါလဲဆိုရင်စပ်ဖို့ရှိတယ်လို့ခေါ်တဲ့ဒီဘက်ခေတ်ကာလပေါ့နော်စပ်ဖို့ရှိတဲ့စကားလုံးလေးကိုနည်းနည်းလေးတွဲရှင်းပါမယ်စပ်ကတော့အားလုံးသိထားတဲ့အတိုင်းပဲစပ်က3ကိုပြောတာ3ခုပေါ့နော်ဖို့ကဘာလုပ်တာလဲဆိုတော့ဖိုကီလုပ်လိုက်တာစေကချီတို့ဖိုကီဟာတာလို့ပြောတယ်အပိုင်းလူဘဝကြီးမှာရှိနေတဲ့အစိတ်အပိုင်းတွေတဲကမှာအပိုင်း3ပိုင်းကိုဖိုကီလုပ်လိုက်တဲ့ခေတ်စနစ်ပေါ့နော်ဒီဘက်ခေတ်ရဲ့ generation တွေထဲမှာဆိုရင်ဘာတွေကိုဖိုကီလုပ်လိုက်လဲဆိုတော့နံပါတ်1ရောနေဆိုတော့တမီစာပေါ့နော်ဒီဗာလေတမီစာထားတာမျိုးတော့အဲ့တော့အချစ်ရေးကိစ္စကိုဖိုကီလုပ်ချပလိုက်တယ်နောက်တစ်ခုနံပါတ်2ရောတော့အိမ်အောင်ပြူချင်းကိုလည်းပဲဖိုကီလုပ်လိုက်တဲ့သူတွေရှိတယ်တစ်ခါနောက်တစ်ခုချူဆန်ခလေးမွေးဖွားခြင်းကိုဖိုကီလုပ်ပလိုက်တယ်အဲ့တော့ကိုဘဝမှာကိုဘာသာကိုအေးစစ်စစ်ပဲတယောက်တည်းနေတော့မယ်တမီစာလည်းမထားတော့ဘူးအပူတွေမယူတော့ဘူးတစ်ခါကြောတော့နော်အိမ်အောင်ပြူတာတွေလည်းမလုပ်တော့ဘူးခလေးမွေးတာတွေအထိမှမလုပ်တော့ဘူးဆိုတော့ဒီကုံစည်းနှုံးအခြေအနေတွေနောက်တစ်ခါကျတော့ပညာရေးနဲ့ပတ်သက်တဲ့ဝင်ထုတ်ဝင်ပိုးဖြစ်လာတဲ့အခြေအနေတွေဒါမျိုးတွေကြောင့်မို့လို့ဒီဘက်ခေတ်မှာရှိနေတဲ့ generation တွေတော်တော်များများကစမ်းဖို့ရှိတဲ့ဘက်ကိုချူကူလုပ်ကြတယ်ဆိုတဲ့အသုံးလုံးမျိုးလေးတွေနဲ့ topic ထဲမှာမြင်လေးရှိတယ်ပေါ့နော်အဲ့တော့အခုတစ်ချက်ပြောရတဲ့စကားလုံးလေးတွေကတော့ topic ထဲမှာကျင်သားရနေမဲ့ meaning တွေဖြစ်တာမို့လို့ကျောင်းသားအားလုံးလည်းသိပြီးသားစကားလုံးဖြစ်ပါလိမ့်မယ်အဲ့တော့ 결혼을 미루다ဆိုတာဒီအခြေအနေနဲ့ဆက်ဆက်သွားတာပေါ့အဲ့တော့အိမ်အောင်ပြုဖို့လို့ကိုနောက်ကိုရွှေ့တယ်အဲ့တော့အရင်ခေတ်နဲ့အခုခေတ်နဲ့များရှင်လို့ရှိရင်အရင်ခေတ်ကောင်ဆိုအသက်ငယ်ငယ်နဲ့လည်းအိမ်အောင်ပြုကြတာရှိတယ်16နှစ်ကျော်ပြီဆိုလို့ရှိရင်အိမ်အောင်ပြုစောစောစီးစီးအိမ်အောင်ကြားကြတယ်တာသမီမွေးတဲ့ခါကျလို့ရှိရင်လည်းခလေးစောစောယူကြတာမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့အခုခေတ်နောက်ပိုင်းမှာတော့အသက်ငယ်ငယ်နဲ့အိမ်အောင်ကြားကြတဲ့သူတွေမရှိတော့ဘူးလားဆိုတော့ရှိပါတယ်ဒါပေမဲ့ generate တစ်ခုလုံးပေါ့နော်ဒီစာဝယ်ကြီးတစ်ခုလုံးကို generate အဖြစ်ကြီးလိုက်လို့ရှိရင်အသက်30ကျော်တာတောင်မှအိမ်အောင်မပြုတ်တော့ဘူးမပြုတ်ကြသေးတဲ့သူတွေအဲ့လိုလူတွေဆိုရင်တော့မီဟုံးခေါ်တာပေါ့လေနော်မီဟုံးဆိုတော့အာဂျစ်ကျော်တော့အာနာနဲ့စာရမ်တီအဲ့လိုလူတွေများတယ်တက်ခါဘယ်လိုလူတွေတစ်ထပ်ပါရှိလဲဆိုတော့မီဟုံးကတော့အာဂျစ်မလုပ်သေးတာဆိုပေမဲ့တချို့သူတွေကျတော့ဘီဟုံးဘဝမှာတက်လုံးအိမ်အောင်လုံးဝမပြုတ်တော့ဘူးဆိုပြီးတော့အိမ်အောင်ပြုတ်ခြင်းကိုလုံးဝခေါ်ပူလုံးပလိုက်တဲ့သူတွေရှိတယ်ပေါ့နော်ဒီလိုအခြေအနေမျိုးဆိုရင်လည်း 결혼을 미루다ဆိုတဲ့အသုံးအနှုန်းလေးနဲ့ဆက်ဆက်တယ်အဲ့တော့ example ကိုကြားလေးကြည့်ကြရအောင်취업난과 경제적 부담 때문에 많은 젊은이들이 결혼을 미루고 있다. 취업과 롱안권wen나고 뼈라 제로 취업네 취지네 스가롱이 잡고 잘리네 보노. 난가로အခက်အခဲဆိုတဲ့စကားလုံးနဲ့ပြောတာ topic ထဲမှာ nan ဆိုတဲ့ဟန်ကြစကားလုံးလေးပါလာပြီဆိုရင်ဥမာ gunan လို့ပဲဖြစ်ပေါ့နော်ဟိုပူနွေးခြင်းဆိုတဲ့ nan စကားလုံးကိုပြောတာမဟုတ်ဘဲနဲ့အခက်အခဲဆိုတဲ့ nan ကိုဆိုလို့ကျင်တာအဲ့တော့ 취업 nan ဆိုတော့အလုပ်ဝင်ဘို့လို့အတွက်လုပ်ငန်းခွင်ဝင်ဘို့လို့အတွက်အခက်အခဲဆိုတော့ interview တွေဖြေရတာတွေခက်လာတယ်လိုချင်တဲ့အလုပ်ကိုရဖို့လို့အတွက်ခက်ခဲလာတယ်ဒါမျိုးတွေ 취업 nan လို့စကားလုံးသုံးတာပေါ့경제적 부담ဆိုတာကတော့စီးပွားရေးအရာဝန်တော့ဝန်ပိုးဖြစ်ခြင်းဆိုတော့ငွေကြေးကျပ်တဲ့အကြောင်းအရာတွေကိုပြောတာအဲ့တော့ဒီလိုအခက်အခဲတွေကြောင့်မို့လို့အခုဒီဘက်ခေတ်မှာရှိနေတဲ့လူငယ်တော်တော်များများကအိမ်အောင်ပြုခြင်းကိုနောက်ရွှေ့လာကြတယ်ဒါကနမ်းဆုံးပဲဖြစ်ဖြစ်ရောဆုံးပဲဖြစ်ဖြစ်စဉ်းစားလာကြတဲ့အချက်ဖြစ်တဲ့အတွက်စာဝယ်ထဲမှာကျင်သားရနေရမယ့်စကားလုံးလေးတွေဖြစ်နေတယ်ပေါ့နော်โอเคအဲ့တော့စာဝယ်နဲ့ပတ်သက်ပြီးတစ်ချက် meaning လေးဒီလောက်3လုံးကိုပြောသွားပါတယ်တစ်ခါတော့ပြန်ပြီးလေ့ကျင့်စေချင်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဗီဒီယိုလေးနဲ့တစ်ဆက်ထဲမှာပဲတစ်ချက်ကအပိုင်းမပိုင်းတော့ပဲနဲ့နောက်ထပ်တစ်ခုကိုဆက်သွားလိုက်ပါမယ်ဒီတစ်ခါစာမျက်နှာစာအုပ်ရဲ့စာမျက်နှာဆိုရင်တော့6မှာရှိပါမယ်ဟုတ်စာမျက်နှာဆို10မှာရှိလောက်မယ်ပေါ့နော်စာအုပ်ရဲ့စာမျက်နှာကစာအုပ်ရဲ့စာမျက်နှာဆိုရင်တော့10မှာရှိပါမယ်ဒီခက်ဘာနဲ့ပတ်သက်လဲဆိုတော့ဒါကတော့ကရိယာတွေမဟုတ်တော့ဘူးနောင်လေးတွေပေါ့နော်နောင်သုံးလုံးလေးတွေသူကခွာဟက်နဲ့ပတ်သက်တဲ့ကိစ္စပါဘာဟာကွာဘာရဲ့ကြောင့်တိတ်ပံနဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ကဏ္ဍလေးထဲမှာပါပါတယ်အဲ့တော့တချို့ရဲ့စာအုပ်အနေထားရဆိုလို့ရှိရင်တော့ဒီစာအုပ်ထဲမှာ meaning ကနောင်တက် verb က verb တက်တိကျခွဲပေးထားတယ်ပြီးတော့ရှေ့ဆုံးစာမျက်နှာအခန်းတစ်ခန်းချင်းစီရဲ့ရှေ့ဆုံးစာမျက်နှာမှာဆိုတော့ရှင်မြန်မာလို meaning တွေမပါထားဘဲနဲ့စကားလုံးစုစည်းမှုလေးပါတယ်ပေါ့နော်အဲ့တော့ခုစာမျက်နှာ10က meaning လေး5လုံးတစ်ချက်လုံးနဲ့အတူတူလေ့လာကြည့်ကြရအောင်ကဲနံပါတ်1 기계 문명နံပါတ်2 digital 문명နံပါတ်3 교통 발달နံပါတ်4 통신 발달နံပါတ်5 발전소ကဲမြန်မာလို meaning လေးလည်းတည်ပြီးသားဆိုတော့ like နားထောင်ရင်းနဲ့အတူတူလိုက်ကြည့်ကြရအောင်နော်ဂီကေကတော့စက်ပစ္စည်းတွေကိုပြောတာမွန်းမြုံဆိုတာကကြတော့ဒီယဉ်ကျေးမှုဆိုပြီးအလွယ်ဘာသာပြလိုက်တယ်ဆိုပေမဲ့မွန်းမြုံကမွန်းဝါနဲ့နည်းနည်းလေးဆက်တယ်ဒီမှာပါလာတဲ့မြုံစကလုံးလေးကလေးပွင့်လင်းလာတယ်ဆိုတဲ့ဟန်စာစကလုံးလေးကနေလာတာဘိုင်ကချီတာပေါ့နော်အဲ့တော့အရင်တုန်းကခက်စနစ်တွေမပွင့်ဖြိုးခင်ဟိုကြောက်ခစ်တွေကြီးခစ်တွေတန်ခစ်တွေကနေလာခဲ့တဲ့ဒီလူနေမှုဘဝအခြေအနေကြီးနဲ့အခုဒီဘက်ခေတ်ဘဝရဲ့လူနေမှုဘဝတွေကမတူနေတော့ဘူးလေနော်အဲ့တော့လူနေမှုအဆင့်အတန်းတွေလူနေမှုဘဝတွေ
single တိုးတက်ပြောင်းလဲလာခြင်းဆိုတဲ့စကားလုံးကြီးကိုမုံညုံလို့ခေါ်တယ်မင်းနဲ့တိပဲဖွင့်ဆိုချက်ကတော့နည်းနည်းတော့ရှိတယ်ဒါပေမဲ့သူ့ရဲ့နားလည်နိုင်မှုကဟိုးအရင်လုံးကမဖွင့်ဖြိုးသေးတဲ့အခြေအနေကနေပြီးတော့အခုဒီဘက်ခေတ်နည်းပညာတွေကဏ္ဍအလိုက်ပေါ့နော်ကဏ္ဍတိုင်းမှာ single ဖွင့်ဖြိုးတိုးတက်လာခြင်းဆိုတဲ့အခြေအနေတစ်ခုလုံးကြီးအဲ့ဒီယဉ်ကျေးမှုစာဝေးတစ်ခုလုံးကြီးကိုမုံညုံလို့ခေါ်ပါတယ်ဒါကြောင့်မလို့ဂီဂယ်မုံညုံလို့ပြောလိုက်တဲ့အခါမှာစက်မှုယဉ်ကျေးမှုထွန်းကားလာခြင်းဆိုတဲ့အသုံးအနှုန်းကိုကျွန်တော်နားလည်လို့ရမယ်โอเคเนาะအဲ့တော့စက်ပစ္စည်းတွေကိုအသုံးတွင်ကျလာတဲ့အကြောင်းအရာကိုပြောတာပေါ့ဒါဆိုရင်သူနဲ့ပတ်သက်တော့ ilki တွေမှာလည်းပါလာတတ်ပါတယ်이제는 뭐자 리지야 그게 문명은 인간의 노동을 크게 줄여주었다 인간의 노동 소라가 까야 록 아우ပြောတာပေါ့နော်အလုပ်ဆိုတဲ့ il ဆိုတဲ့စကားလုံးပဲဒါပေမဲ့ il လို့လွယ်မီနင်းမသုံးတော့ဘဲနဲ့ no တုံးဆိုတဲ့မီနင်းလေးကိုဓာတ်ရိုက်သုံးလိုက်ပြီအဲ့တော့လူသားတွေရဲ့ကာယအလုပ်ကိုလုပ်ပြီးတော့အာကျုံမှန်တန်းနဲ့လုပ်ရတဲ့နေရာမှာအဲ့တော့လူသားကပဲလူတွေမတက်ရက်ပြီးပစ္စည်းတစ်ခုချင်းစီကိုထုတ်ပိုးပြီးထည့်ရတဲ့ဒီလိုစက်ရုံလုပ်ငန်းမျိုးကြီးတွေမှာလူအစားပါသုံးလိုက်မယ်လေဒီကယ်တွေသုံးလိုက်မယ်ဒါဆိုရင်စက်မှုယဉ်ကျေးမှုထွန်းကားလာခြင်းအဖြစ်လူသားတွေရဲ့အလုပ်ငန်းဒီကာယအဖြစ်လုပ်ရတဲ့လုပ်ငန်းဆောင်တာတွေကတဖြည်းဖြည်းနဲ့ဂျူလီတာဆိုတော့ short ချပါတယ်ဆိုတဲ့စကားလုံးနဲ့ပြောထားတာပေါ့နော်ဟုတ်ပါပြီဒုတိယမင်းလေးဆက်လိုက်ပါမယ် digital မုံညောအဲ့တော့ထပ်ပြီးတော့လူနေမှုဘဝစင်ငယ်တိုးတက်ပြောင်းလဲလာတဲ့ယဉ်ကျေးမှုအခြေအနေကြီးတွေမှာဘာထပ်ပါသေးလဲ digital လို့ပြောတဲ့ digit ဆိုတဲ့စကားလုံးကနေလာတာလေနော်အဲ့တော့ digital ကတော့အင်္ဂလိပ်လို meaning ဖြစ်တဲ့အတွက်အားလုံးသိပြီသားအဲ့တော့DIGIT ဆိုတဲ့စကားလုံးဘက်ကိုပဲချက်သွားလိုက်မယ်အဲ့တော့ digital မုံညောဆိုတော့ digital နဲ့ပတ်သက်လာရင်ကျွန်တော်ဒီဘက်ခေတ်မှာအကောင်လုံးကျင်သားရပြီးသားတွေပဲအားလုံးကဘာနဲ့သွားလဲ digit တွေနဲ့သွားတယ်မလားအဲ့တော့ computer အခုဖုန်းတွေသုံးနေတဲ့ဟာတွေဒါတွေအကောင်လုံးက digital ပေါ့ဟုတ်တယ်နော်ဒီဘက်ခေတ်ကတော့ AI ပါဆက်ရောက်နေတယ်ဆိုပေမဲ့ AI ကနောက်တစ်ခုထားအောင် AI မပေါ်ခင်တချို့အခုလက်ရှိသုံးနေတဲ့ laptop တွေဖုန်းတွေသုံးဆွဲနေတဲ့ဟာတွေအကောင်လုံးက digital နဲ့ပတ်သက်ပြီးသွားတာလားအဲ့တော့စကြည့်ကြည့်အောင် digital 문명은 정보와 통신 기술의 발전으로 만들어졌다. အဲ့တော့ digital ကိုအသုံးပြုလာခြင်းအဖြစ်ဒီယဉ်ကျေးမှုကြီးထွန်းကားလာခြင်းကြောင့်မလို့ကျွန်တော်ဘာဆက်ဖြစ်လာလဲ정보သတင်းအချက်အလက်ဟုတ်တယ်နော်정보သတင်းအချက်အလက်နဲ့ 통신 ဆိုတော့ဆက်သွယ်ရေးပြောဆိုဆက်သွယ်ရေးစာရာဒီဖုန်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကြီးနှန်းစာရိုက်တဲ့အကြောင်းအရာတွေကိုရင်ခေတ်ကကြီးနှန်းတွေသုံးခဲ့ပေမဲ့အခုဆိုရင်ဖုန်းနဲ့ Messenger တွေ Telegram တွေသုံးတာတွေကအစ setting 技術တွေပေါ့နော်အဲ့တော့တယောက်နဲ့တယောက်ပြောဆိုဆက်ဆံတဲ့ communication နည်းပညာတွေကဖွံ့ဖြိုးတိုးတက်လာခြင်းကိုဆက်ဖြစ်လာတယ်ဆိုတဲ့အသုံးအနှုန်းဘက်ကိုဝါကြလေးဖွဲ့ပေးရပါတယ်နောက်ထပ်နံပါတ်3gyuthong balda gyuthongကတော့လမ်းပန်းဆက်သွယ်ရေး balda ဆိုတော့ဖွံ့ဖြိုးတိုးတက်လာခြင်းလို့သုံးလိုက်တယ်အဲ့တော့ example ဝါကြလေးနဲ့ထပ်ကြည့်ပါမယ် 고속도로 건설로 gyuthong balda리 크게 이루어졌다 고속도로ဆိုတော့အဝေးပြေးလမ်းမကိုပြောချင်တာဟုတ်တယ်နော် 고속 ကအရှိန်မြင့်တယ်ဆိုတဲ့ meaning လေးနဲ့သုံးတာလား go ကတော့ဟန်ကြစကားလုံးအရာ nupta လို့ meaning လေးနားလဲပါ sok ကကြတော့ sok ကိုအရှိန်ဆိုတဲ့စကားလုံးကိုသုံးတာလားပေါ့အဲ့တော့ go속 bus ဆိုလို့ရှိရင်လည်းအဝေးပြေးဘတ်စကားလို့နားလဲသလို go속 dooro ကလည်းအဝေးပြေးလမ်းမတွေအဲ့တော့ consol ကကြတော့တိဆောက်ခြင်းဆိုတဲ့ဒီပဲနဲ့သုံးတာအဲ့တော့ ro ကဒီနေရာမှာကြောင့်ဆိုတဲ့ meaning လေးပါအဲ့တော့အဝေးပြေးလမ်းမှာတိဆောက်ထားတာတွေကြောင့်မို့လို့ဆိုလို့ကျွန်တော်လမ်းပေါက်တယ်ပေါ့နော်ရန်ကုန်မန္တလေးအခြေအမြန်လမ်းကြီးဖောက်လိုက်တဲ့ကိစ္စလိုမျိုးကို example တည်လို့ရတယ်အဲ့တော့ဒါတွေကြောင့်မို့လို့gyuthong baldaလမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးမှုကဟိုမြန်ဆန်ဆန်နဲ့ကြီးမားမားနဲ့ Eruo ချီတာအကောင့်ထဲပေါ်လာတယ်ဒါဆိုရင်လမ်းပန်းဆက်သွယ်ရေးကအဆင်ပြေသွားပြီဆိုရင်အဲ့ဒီလမ်းတစ်လျှောက်မှာရှိနေတဲ့ဒီကုန်သွယ်ရေးတွေစီးပွားရေးတွေဒီမြေနေရာနဲ့ပတ်သက်တဲ့ဈေးကွက်တွေကအစအကောင်ပို့ပြီးတိုးတက်ကောင်းမွန်လာတယ်ဆိုတော့ကျွန်တော်နားလည်လို့ရမယ်โอเคနောက်ထပ်နံပါတ်4ထုံးရှင်းbaldaထုံးရှင်းကကြတော့ပြောဆိုဆက်သွယ်ရေးဆိုတဲ့ meaning လေးပါပြောဆိုဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာခြင်းခုနပြောခဲ့သလိုပဲဟိုးရင်ခေတ်ကတော့ဆိုလို့ရှိရင်တော့တယောက်နဲ့တယောက်ဆက်သွယ်ဖို့လို့တော့ခိုးစားတွေတုံးကြတာလို့မျိုးရှိတယ်ဈေးကွက်နဲ့ပို့ကြတာလို့မျိုးရှိတယ်ဟုတ်တယ်နော်ငှက်နဲ့ပို့ကြတာမျိုးရှိတယ်တခါမြင်းနဲ့စီးပြီးတော့လူကဓာတ်ရိုက်သွားပို့ရတာမျိုးရှိတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့စာပို့ကြတယ်จีနှန်းတွေရိုက်ကြတယ်အခုဒီဘက်ခေတ်မှာจีနှန်းသုံးတာလည်းမရှိတော့ဘူးဟုတ်တယ်မလားလက်နှိပ်ဆက်သုံးတာလည်းမရှိတော့ဘဲနဲ့ထုံးရှင်းဖိုင်နဲ့သုံးကြလဲဖုန်းနဲ့ပဲအသုံးပြုကြရလေနော်အဲ့တော့အဲ့ဒါအနေနဲ့ဆက်သွားတဲ့အချိန်မှာ digital ရဲ့ခုနကတော့ flow ကလည်းတက်ဝင်လာတယ်ဆိုတော့နားလည်ရမှာပေါ့인터넷의 통신 발달로 전 세계 사람들이 쉽게 연결되었다ကမ္ဘာရွာကြီးဖြစ်သွားတယ်ဆိုတာဒီအချက်ပေါ့အင်တာနက်ရဲ့အသုံးတွင်ကျလာမှုအင်တာနက်ကနေပြီးပြောဆိုဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်လာမှုတွေကြောင့်မို့လို့전 세계တကမ္ဘာလုံးကရှိနေတဲ့လူတွေက쉽게 연결되었다တယောက်နဲ့တယောက်ဆက်သွယ်မှုကပို့ပြီးတော့လွယ်ကူသွားတယ်လို့ပြောတာပေါ့နော်ကဲနောက်ဆုံး meaning လေးနံပါတ်5 발전소ကကြတော့ 발က출발 လုပ်တယ်ဆိုတဲ့နေရာမှာသုံးတယ်လို့ထုတ်လုပ်တယ်ဆိုတဲ့ meaning နဲ့မှာနားလည်လို့ရတယ်전ကကြတော့လျှက်စစ်ဆိုတဲ့ဂျုံကီမှာသုံးထားတယ်ဆိုကတော့နေရာကိုပြောတာပေါ့လေနော်ဒါကြောင့်မလို့ဘိုင်ဂျွန်ဆိုတော့လျှက်စစ်ဓာတ်အားထုတ်လုပ်တဲ့
နေရတယ်ပြောတယ်အဲ့တော့အဲ့နေရာမှာမှကျွန်တော်စကလုံးနည်းနည်းလေးနားလည်ရမယ်ဆိုရင်စူလျော့ဘာကြောင့်လောက်တာမျိုးလည်းရှိတယ်စူလျော့ဆိုရင်တော့စူကရေဖြစ်တဲ့အတွက်ကြောင့်မလို့ရေအားလျက်စစ်ထုတ်လောက်တာပေါ့နော်တကယ်လို့အဲ့နေရာမှာဖုံးရောက်လို့များသုံးလိုက်ပြီဆိုရင်ဖုံးကဘာတန်းကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့လေတလက်ကြီးတွေနဲ့လဲပြီးတော့လေအားလျက်စစ်ထုတ်လုပ်တဲ့အကြောင်းအရာတွေကိုပြောတာလည်းပဲပါလာနိုင်နေပါတယ်ဒီလိုမီနင်းတွေကတော့54စကီတွေအထိတော့မပါနိုင်ပေမဲ့လို့ reading တွေထဲမှာပါလာနိုင်တယ်ပေါ့နော်အဲ့တော့ example ဝါကြလေးကြည့်ကြအောင်新재생 에너지 발전소가 환경 보호에 기여한다. 신재생 လို့ပြောလိုက်တဲ့신ကအသစ်ကိုပြောတာမှလားအဲ့တော့신재생 에너지 ဒီစွမ်းအင်အသစ်ဒီဟုတ်နော် energy ကတော့ energy ပဲကိုအဲ့တော့စွမ်းအင်အသစ် 발전소 ဒီထုတ်လုပ်တဲ့နေရာတွေကတဲ့환경 보호 သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးမှာ 기여한다 အထောက်အပံ့ပေးနေတယ်အကူအညီပေးနေတယ်လို့ပြောလိုက်တယ်အဲ့တော့တကယ်တမ်းတော့လျှက်စစ်တာထုတ်လုပ်မယ်ဆိုရင်သဘာဝပတ်ဝန်းကျင်အတွက်လည်းအများကြီးထိခိုက်တာတွေရှိတယ်ဒါပေမဲ့အဲ့ဒါတွေကိုဖြည့်ရှင်းလို့ရမယ် Hegel check အနေနဲ့ဘာတွေရှိလဲလို့ပြောရင်신재생 energy ကိုထုတ်လုပ်ပေးဖို့လို့ဆိုတာရှိတယ်ဆိုလိုချင်တာသဘာဝနည်းလမ်းအရာအသုံးပြုရတဲ့ energy တွေပေါ့ဟုတ်တယ်နော်အဲ့တော့ဒီလိုစကလုံးလေးတွေကျန်သားရနေဖို့လို့အတွက်တကယ်အခုဒီမှာပြောချင်တဲ့မီနစ်1 2 3 4 5ရဲ့မီနစ်5လုံးကဦးတည်တာမဟုတ်ဘဲနဲ့အနောက်မှာ example ဝါကြလေးတွေမှာပါနေတဲ့မီနစ်တွေတခါနောက်တစ်ခါ background knowledge တွေရေးသား idea လေးတွေအဲ့ဒါလေးတွေကပြန်ကောက်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်54ဝါကြတွေကိုကိုယ်တိုင်းပေါ့နော်နည်းနည်းချင်းစီဖန်တီးတဲ့နေရာမှာလည်းပဲအထောက်အကူဖြစ်မယ်လို့ဒီချက်တော့ယုံကြည်ပါတယ်အဲ့တော့စာအုပ်နဲ့လေ့လာနေသည်ဖြစ်စေဒီချက်ဒီဗီဒီယိုကနေကြည့်ရင်းနဲ့နားထောင်နေတဲ့ကျောင်းသူကျောင်းသားတွေမစိုးပေါ့နော်ဒီဟာတွေအကောင်လုံးကတော့ topic အတွက် reminder လုပ်လို့ရတဲ့ meaning တွေဖြစ်တဲ့အတွက်တစ်ခါတော့မှတ်မိထားစေချင်ပါတယ်တချေတို့ရဲ့ဒီဗီဒီယိုလေးကိုအချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တချေတို့ဒီနေ့မှာဗီဒီယိုကိုအချိန်ပေးကြည့်ပေးနေတဲ့ကလေးတွေအတွက်ပေါ့နော်အကျိုးရှိအောင်လို့ meaning 8 လုံးလေ့လာခဲ့ပြီးသွားပါပြီဆိုတော့ topic နဲ့ပတ်သက်တဲ့ meaning ကတော့ဒါ meaning 8 လုံးဆိုပေမဲ့လည်းတကယ်တမ်းຫນွယ်သွားလို့ရှိရင်အသုံးချစရာတွေကတော့များတယ်ပေါ့အဲ့တော့တကယ်တမ်းကလည်းတနေ့စာကို meaning အလုံး90ချက်ပဲ100ချက်ပဲဒီလောက်လို့ဆရာမလို့ပဲနဲ့သူနဲ့ဆက်ဆက်နေတဲ့ meaning တွေကိုဘယ်လောက်ထိဖတ်နိုင်တယ်လဲဘယ်လောက်ထိမှတ်မလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့တနေ့လည်းနည်းချင်းစီလုပ်ပေးသွားရင်ထိရောက်ပါလိမ့်မယ်အခုလိုစာမွေးနီးနေတဲ့ကာလတော်အတွင်းမှာကိုကပုံမှန်လေ့လာပြီးသားအကြောင်းအရာတွေကိုပဲပြန်ပြီးတစ်ချိန်လုံး revision ပြန်နေမယ်အသစ်တွေထပ်လေ့လာဖို့လို့တော့မလုပ်နဲ့တော့ပေါ့နော်အဲ့တော့ဒီလောက်လေးလုပ်ပေးသွားမယ်ဆိုရင်အဆင်ပြေပါတယ်ပြီးတော့ဒီဗီဒီယိုနောက်ဆုံးပိတ်အနေနဲ့ဒီချက်ကဒီတစ်ချက်ရဲ့ topic focus စာအုပ်နဲ့လေ့ကျင့်နေတဲ့ကျောင်းသူကျောင်းသားတွေများရှိနေဆိုရင်တော့သူတို့အတွက်အမှားစကားလေးပါကြပါတယ် guideline ကြီးတစ်ခုပေါ့နော်အဲ့တော့အရင်ဆုံးဒီစာအုပ်ထဲမှာဆိုရင်ကျတော့ meaning တွေကို noun ဆို noun verb ဆို verb ခွဲပေးထားတဲ့ဇယားလိုက်တွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီဇယားတွေကိုနေ့တိုင်းချက်နေတာကြီးမဟုတ်တော့ပဲနဲ့နေ့တိုင်းပုံမှန်လေးကိုပဲဖတ်ပေးမယ်နေ့တိုင်းခြာရင်းနိုင်ရင်လည်းခြာရင်းပေါ့နော်ခြာမရင်းနိုင်လို့ဆိုလို့ရှိရင်လည်းနေ့တိုင်းလေးကျင့်သားရနေအောင်လို့ဖတ်ပေးမယ် example ဝါကြတွေလည်းပါတယ်အတွက်ကြောင့်မလို့ဒါလေးတွေကိုဖတ်ပေးစေချင်တယ်ပြီးတော့နောက်တစ်ခုနံပါတ်2မှာကတော့ဒီနမူနာဝါကြလေးတွေမိနစ်တစ်လုံးချင်းစီမှာတစ်ချက် example ဝါကြလေးတွေပေးထားတယ်အဲ့ဒီနမူနာဝါကြတွေအထိဖတ်မယ်ပြီးရင်ဘာသာပြန်လေ့ကျင့်ခန်းလေးလုပ်ပေးပါဒါကတော့ writing အတွက်မဟုတ်ဘဲနဲ့ reading လေ့ကျင့်ခန်းပေါ့နော်အဲ့တော့ဘာသာပြန်လေ့ကျင့်ခန်းလေးလုပ်ပေးပါနောက်ထပ်နံပါတ်3ကကြတော့အချိန်သာပေးနိုင်မယ်တကယ်လို့ဒီကျောင်းသူကျောင်းသားတွေရဲ့ဘေးနားမှာစာရေးစပွဲအဆင့်သင့်ရှိနေမယ်ဆိုရင်ကိုတကယ်မှတ်ထားလိုက်တဲ့ဟာတွေကို meaning တွေကိုကိုပိုင်ဝါကြအနေနဲ့ကိုကိုယ်တိုင်ခြာရေးကြည့်ကြည့်ပါဒါက writing ကိုကိုယ်တိုင်လေ့ကျင့်ကြည့်တဲ့ပုံစံမျိုးဖြစ်သွားပါလိမ့်မယ်နောက်တစ်ခုနံပါတ်4ကတော့ခေါင်းစဉ်ကဏ္ဍအလိုက်မှာတစ်ချက်ရဲ့စာအုပ်ထဲမှာပေါ့နော်ရှေ့ဆုံးစာမျက်နှာမှာဒီချက်မြန်မာလို meaning တွေမထည့်ပေးတာပါဘူးဒါကဘာဖြစ်လို့လဲဆိုတော့နောက်ကဇယားလေးတွေကိုကိုယ်တိုင်တစ်လုံးချင်းစီလေ့လာပြီးပြီဆိုရင်ဒီတစ်ခန်းလုံးနဲ့ပတ်သက်တဲ့ meaning တွေငါအကုန်ညာသွားပြီလားဆိုတော့ကိုပြန်ပြီး testing ပြန်လုပ်နိုင်ဖို့လို့အတွက်ပြန်စစ်ဆေးဖို့လို့အတွက်ကိုရှေ့ဆုံးစာမျက်နှာကိုပြန်လှန်ပြီးတော့တစ်ခုချင်းစီကိုကိုယ်တိုင်လက်ထောက်ပြီးတော့ meaning ပြန်ပေးတဲ့စကားမျိုးနဲ့ပြန်လုပ်သွားလို့ရပါတယ်ဒါကြောင့်မို့လို့ရှေ့ဆုံးစာမျက်နှာမှာမြန်မာလိုမပါပဲ blank ဖြစ်နေပါလိမ့်မယ်နော်အဲ့တော့အဲ့လိုလေးလုပ်ပေးကြည့်နိုင်ပါတယ်နောက်ထပ်နံပါတ်5နောက်ဆုံးအဆင့်အနေနဲ့ကတော့အခန်းတိုင်းရဲ့အဆုံးသတ်မှာဒီချက်က writing 54မေခွန်းပုံစံကိုထည့်ပေးထားတယ်လို့ပြောရတယ်ဒါကြောင့်မို့လို့သူ့အဒီတိုင်းပဲမေခွန်းကြီးပဲဖတ်ပြီးကြော်သွားတာမျိုးမဟုတ်တော့ပဲနဲ့ဝန်းကူကြီးဇယားကွက်နဲ့အလုံးကြီး900ပေါ့နော်အလုံးကြီး900ဇယားကွက်လေးနဲ့ကိုတိုင်းတကယ်အဲ့ဒီမေခွန်းကိုစာမေးပွဲပုံစံအတိုင်းခြိုက်ရေးဖို့လို့မိနစ်30စာကိုကန့်သက်ပြီးတော့အိမ်မှာတကယ်အစမ်းရေးကြည့်ဖို့လို့တော့ကိုချင်းချွချောင်းလုပ်ပါတယ်ဒါဆိုလို့ရှိရင်ပြရေးတဲ့ပုံစံကလည်းတစ်ခေါက်နဲ့တစ်ခေါက်ရေးတာကမတူစေတဲ့အတွက်ကြောင့်မို့လို့မေခွန်းတစ်ခုကိုအနည်းဆုံးတစ်ခေါက်လေးချင်းသင်တယ်ဆိုပေမဲ့လည်းပုံမှန်ပထမတစ်ခေါက်ရေးတာနဲ့ဒုတိယတစ်ခေါက်ရေးတာနဲ့ idea တွေလည်းမတူဘူးဖြိုးရုံးတွေဖော်ပြချက်တွေလည်းမတူတဲ့အတွက်ကြောင့်မို့လို့ချိန်ဖန်များစွာနဲ့ bump book လုပ်ပြီးတော့ရေးကြည့်စေချင်ပါတယ်ဒီချက်လေးတွေကိုခန်းချိုလုပ်ပြီးတော့ဒီစာအုပ်ကိုတည်တည်ချာချာပတ်နိုင်နိုင်အသုံးပြုနိုင်ဖို့လို့အတွက်ကိုဒီဗီဒီယိုလေးကနေ share လုပ်ပေးလိုက်ပါတယ်အဲ့တော့အရေးမှများများလေးချင်းကပဲအမှတ်တိုးတက်စေဖို့လို့အတွက် key point တွေဖြစ်လာပါလိမ့်မယ်ဒါကြောင့်အခုလာမယ့်စာမွေးပွဲမှာကျောင်းသူကျောင်းသားအားလုံးအမှတ်အမြင့်ဆုံးရရှိနိုင်ကြပါစေလို့ဆုတောင်းပေးနေပါမယ်နော်အားလုံးပဲ bye bye